ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ခုတစ်ခါသွားမယ့်နေရာလေးကြတော့ကမ်းခြေ Port Dickson ဖြစ်ပါတယ်ပထမဆုံးသွားမယ့်နေရာလေးကြတော့အရန်ဟော့ဖြစ်နေတဲ့ Zoom Coffee ကိုအရင်သွားမှာဖြစ်ပါတယ်ဘယ်လိုလဲဆိုတာကျွန်တော်နဲ့အတူသွားကြည့်ကြမယ်ကဲ let's go I get a good feeling. I got yeah. I've got the moves like Jagger. Don't stop, make it pop. DJ blow my speakers up tonight. I'ma fight till we see the sunlight. You don't know you're beautiful. We don't even have to It's a good time. အခုကျွန်တော်တောက်နေတဲ့ coffee ကကြတော့ latte coffee ဖြစ်ပါတယ်ကျွန်တော် review ပေးမယ်ဆိုရင်တော့သွားတင်တဲ့နေရာတစ်ခုလောက်တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့အရန်လာတဲ့နေရာတနေရာဖြစ်လို့ပါမသွားဘူးဆိုရင်တော့နောင်တအကြီးကျယ်ရမယ့်နေရာတနေရာလေးတော့ကျွန်တော်ပြောချင်ပါတယ် viewer ကြတော့အရန်လာတဲ့နေရာတနေရာလေးပါအဲဒါကြောင့်ကျွန်တော် recommend ပေးမယ်ဆိုရင်တော့သွားတင်တဲ့နေရာတနေရာလောက်တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘလော့ကြမှာပြန်ဆောင်ကြမယ်ဘိုင်ဘိုင်